လူတွေပြောမယ်နော်ဟိုဘိုးလိုနားမလဲတာဘာသာပြန်ပြီးလို့ရတယ်သိလားဘိုးလိုအင်္ဂလိပ်လိုနားမလဲတာတို့ဘာလို့ဘာသာပြန်ပြီးလို့ရတယ်ကျွန်တော်ကခင်ဗျားတို့လူလိုနားမလဲတာကြောင့်တော်တော်ခက်တယ်တော့ကင်တော့တော်ချက်ပေါက်ကတ်သိလားခင်ဗျားတို့ကကားကောင်းသားကြီးတွေစီးနိုင်မှရွှေကြီးတွေဆွဲနိုင်မှလူရဝင်နေတင်လားရိုးရိုးသားနေကြတယ်လောကကြီးမှာရိုးသားတဲ့ကောင်ကသက်လုံးစားမကုန်ခင်ဗျားတို့ကြွားတွေကတချို့လူဘောပေါက်ကိုကျွန်တော်လာပြောတယ်ကျွန်တော်လူကောင်မျိုးကဘာမှမလုပ်လဲဘာမှမဖြစ်ဘူးခင်ဗျားတို့ရောဒူလိုသူလိုနေစေခြင်းလို့စင်းရဲတဲ့မိသားစုတွေကိုဒူလိုသူလိုနေစေခြင်းလို့ချုပ်ကပြောတာနော်ခင်ဗျားတို့ကျုပ်လုံနေရတယ်ကိုယူကြောင်ကြောင်နိုင်နေဆိုရင်ခင်ဗျားတို့တရားလုံးခုတဲ့ဝင်ပြောမယ်နော်ကျုပ်လုံနေတာကြီးမှားလားမှန်လားသိချင်းခင်ဗျားတို့ရွာပြင်ထွက်ကြည့်နော်တချို့လူတွေပြောတာနော်လူထမင်းစားပြီးလူလိုနားလဲတယ်ဆိုရင်ပြောတာရွာပြင်ထွက်ကြည့်ကြနော်အိမ်ကောင်းထဲကနေမှဝလုံးကောင်းထဲကနေမှလာတာဒါကြီးဘာကြီးလာမပြောနဲ့ကျုပ်လိုကောင်မျိုးကလည်းကျုပ်မှန်နေထင်ဘယ်ကောင်းအောင်မှကျုပ်ကကြောက်တဲ့ကောင်မဟုတ်ဘူးသိလားခင်ဗျားတို့ရွာတွေမဟုတ်ဘူးနော်တလောကလုံးကိုကျုပ်လိုကောင်မျိုးကစိန်ခေါ်ပြီးလှုပ်ရဲတယ်နော်ခင်ဗျားတို့ရွာကိုကျုပ်ကတနာလို့ဒီလောက်ထိလှုပ်ပေးနေတာနော်ကောင်းမွန်မွန်နဲ့ရှင်းလားခင်ဗျားတို့နားလေလားခင်ဗျားတို့အင်္ဂလိပ်လိုနားလေလားသူများပြောလို့ပြောနိုင်လားခင်ဗျားတို့နိုင်ငံတကာမှာဝင်ပြီးသွားပြောနိုင်လားခင်ဗျားတို့ကဗျာမနေ့တနေ့ရမှာပတ်စံလေး350တရားလောက်ကိုင်းလာတော့ကျုပ်လာပြီးခွာရလာမတိုင်းနဲ့ဗျနော်35000 1000လဲကျုပ်လူကောင်မျိုးကဘယ်ချင်းနေရှာနိုင်နော်စင်းရဲတဲ့တိုင်းပြည်ကစင်းရဲနေတာလူမျိုးတွေကိုပြည်သူတွေကိုတနာလို့ကိုကဘာမှမလုပ်ချင်လို့ဒီလိုနေနေတာနော်ငြိမ်နေတဲ့လူတယောက်ကိုလားလာပြီးတော့ခင်ဗျားတို့လားလာမကကြနဲ့ခင်ဗျားတို့ကောင်းမို့ပြောတာကျုပ်မလုပ်ချင်လို့ကျုပ်လုပ်ချင်ခင်ဗျားတို့ရွာပါပြက်သွားပြီခင်ဗျားတို့ရွာခုဒူသိန်တောင်မှခင်ဗျားတို့မြေနေရမရှိတော့မလားပြန်ဝယ်နေရပြီမလားခင်ဗျားတို့ဓာကြီးပြော့ပြန်ရင်ကျုပ်ကဒေါ်ကြီးပါတယ်ခင်ဗျားတို့သိလားခုခင်ဗျားတို့သေသွားပြီဆိုခင်ဗျားတို့ဘယ်ဝါမြုံမှာကဲခင်ဗျားမြေရှိလားခုမြေမရှိလို့ခင်ဗျားတို့မိသင်းကြို့ဖို့အတွက်ကျုပ်ပြန်ရောင်းမပေးဘူးအရာရာတိုင်းကိုလူတစ်ဖက်သားကိုအခြေမဲ့အနေမဲ့ဆိုပြီးတော့ခင်ဗျားတို့ရဲ့မျက်လုံးနေနဲ့လိုက်မကြည့်နဲ့နော်ကျုပ်ကဘာမှမလုပ်ချင်လို့အေးဆေးနေမိတယ်ကျုပ်ပါကြောက်ဆိုအေးဆေးနေတယ်ကျုပ်အေးဆေးနေတာကိုရုံးအားကောင်းကြီးလားလာပြီးတော့ရက်ွက်ရုံးအားကောင်းကြီးလားလာပြီးတော့ဆရာကြီးလာလို့နှစ်ပဲတပြားလောက်ပိုင်ဝင်နေနဲ့ကျုပ်လာပြီးတော့ခင်ဗျားတို့နိုင်ငံတကာကိုတင်ပေးလိုက်မယ်ခင်ဗျားတို့အင်္ဂလိပ်လိုပြောနိုင်ခင်ဗျားတို့နားလဲလားအင်္ဂလိပ်လိုခင်ဗျားတို့နိုင်ငံတကာတင်ပေးလိုက်မယ်ခင်ဗျားတို့သွားပြောမှာကိုလည်းမလုံနိုင်ကျုပ်လိုကောင်မျိုးလက်ညှိုးထိုးရကုန်ရေဖြစ်တယ်ရှင်းလားဤပညာခက်ကြီးထဲမှာများတို့ကလူလာပြီးတော့ဟိုဟာဖြစ်တယ်ဒီဟာဖြစ်တယ်ဒါမှအိမ်လဲခဏမလာနဲ့ရောက်ွက်ရောင်းကောင်နေကုန်လို့ဒါလေးပြောထားမယ်ကျုပ်တို့လူငယ်ကိစ္စလူငယ်ပါရှင်းမယ်ကျုပ်လည်းဘာမှမဟုတ်တယ်မလို့ကျုပ်ညီမကိုကျုပ်ဆောက်ရှောက်တာကျုပ်မဆောက်ရှောက်အောင်ကျုပ်ဘဘလို့ပုံစံနည်းနဲ့နေပြီဆောက်ရှောက်နေတာခင်ဗျားတို့ကဗျာခိုးထားတဲ့ကောင်ကြောင့်ခိုးထားတယ်လို့မပြောဘဲနဲ့မှန်ရပြောတော့ခင်ဗျားတို့ရွာပြင်ထွက်နေရတယ်ဆိုတော့ကျုပ်အားကြောင့်မို့ခင်ဗျားတို့ကပေအောင်ကိုသဲနာသိလားကျုပ်ဆွေမျိုးတွေကလည်းကျုပ်ချားလူတွေကုံကိုသဲနာငါလာဘိန်းလုံးအုံနောက်တွေနှစ်ပြားမတန်တဲ့အုံနောက်တွေနဲ့ဘာတွေလှုပ်ကြမြန်လည်းမသိခင်ဗျားတို့ကသိတာခင်ဗျားတို့ကလက်သေးစိတ်မှလက်ထိန်နာတာသိလားကျုပ်စီးပွားရေးသွားလုပ်နေကျုပ်မိဘနဲ့ခွဲရတဲ့နေရာကြီးတကယ်ပေတွင်းနဲ့စစ်ပြစ်တဲ့ထဲမှာကြီးပဲကျုံနေခဲ့ရတာခင်ဗျားတို့သိလားခင်ဗျားတို့ကစစ်ဆိုတာခင်ဗျားတို့ကစစ်ကားရလောက်ပဲကြုံဘူးလားကျုပ်ကဟိုမှာလက်တွေ့စစ်တွေမှာလက်တွေ့သိလားခင်ဗျားတို့ကောင်းမွန်ထားပြီးကောင်းမွန်တော့မှမနေကျုပ်ဒေါသကိုလာမဆွမ်းနဲ့နော်ခင်ဗျားတို့ခင်ဗျားတို့ရွာထဲမှာတော့ကျုပ်ယုံပဲကျုပ်ကွင်းပြင်ပေါ့ကျုပ်ကွင်းပိုင်ပဲဖြည့်သွားပြီဆိုရင်တော့ကျုပ်ဘရင်ပဲကုန်ရိုက်ပတ်ပြန်ရွာရဲ့နလဘင်းလုံးကောင်း
ကိုလန်းကိုရှောက်နေတာနော်ကိုသမိုင်းကိုရေးနေတာဘောပင်လာမငါးကြနဲ့ရွာခင်းထားတဲ့လမ်းမင်းဖေခင်းထားတာလားမင်းဖေတွေလူထားတဲ့လမ်းမဟုတ်ငါပတ်စံ SME ကပတ်စံ2010တဲ့ဟိုပတ်စံကြီးရောင်းသားတွေနော်ရောင်းသားကြီးနှစ်ပြားမတန်တဲ့ကောင်တွေဒီကစီចောင်းစင်းရကောင်တွေဖို့ရောင်းသားတွေ